မင်္ဂလာပါနေကင်းကြောင်တောင်ကြီးမှာတီတာတယောက်ရဲစခန်းကိုရောက်လာခဲ့တဲ့ရည်ရွယ်ချက်ကတခုတည်းသူ့အမေစီကမတရားညှစ်ယူသွားတဲ့ကျပ်သိန်း20အတွက်တရားမျှတမှုကိုတောင်းဆိုဖို့ပဲဒါပေမဲ့ရှင်းပြချက်တောင်းတာကနေအာဏာအလွဲသုံးစားလုပ်တဲ့ရဲဝန်ထမ်းတယောက်နဲ့သူတပည့်တွေကြားကပြင်းထန်တဲ့ရင်ဆိုင်တိုက်ခိုက်မှုအဖြစ်ပြောင်းလဲသွားမယ်လို့ဘသူကထင်မှလဲတကယ်တမ်းမှာဘာတွေဖြစ်ခဲ့တာလဲအဲ့ဒီနေ့လေခင်းကနေလုံးဟာခေါင်းပေါ်တဲ့မှာရှိနေပြီးရဲစခန်းရှိကကတ္တရာလမ်းမကြီးကိုအပူငွေ့တွေပြန်ဟပ်နေစေတဲ့တီတာဟာ Grab စပိန်ပေါ်ကနေစကားတခွန်းမှမဆိုပဲဆင်းလာပြီးရဲစခန်းရဲ့အဓိကဝင်ပေါက်စီကိုခြေလမ်းကျဲကြီးတွေနဲ့ရှောက်သွားခဲ့တဲ့သူ့မျက်နှာကတည်ငြိမ်နေပေမဲ့မျက်လုံးတွေကတော့ဆူရှာတောက်ပနေတယ်ဒါဟာသူဒီနေရာကိုပေါ့ပပကိစ္စအတွက်လာတာမဟုတ်ဘူးဆိုတာကိုသက်သေပြနေတယ်သူ့လက်နှစ်ဖက်ကိုခန္ဓာကိုယ်ဘေးမှာကြစ်ပါအောင်ဆုပ်ထားရင်းမနက်တုန်းကသူ့မိပြောပြတဲ့ရဲတယောက်ကြောင့်သိန်း20ဆုံးရှုံးသွားရတဲ့အဖြစ်ကိုပြန်တွေးမိတိုင်းဒေါသစိတ်ကိုမျိုးသိပ်ထားရတယ်ပြည်သူဝန်ဆောင်မှုပေးတဲ့အခန်းထဲကိုဝင်လိုက်တာနဲ့ထိုင်နေကြတဲ့ရဲဝန်ထမ်းတချို့ရဲ့အာယုံဆိုင်မှုကိုချက်ချင်းရလိုက်တဲ့သူ့စီမှာပြုံးပြတာနှုတ်ဆက်တာမျိုးလုံးဝမရှိဘူးရှေ့ကောင်တာစီကိုတန်းတန်းမတ်မတ်လျှောက်သွားပြီးတာဝန်ကျရဲဝန်ထမ်းတယောက်ရှေ့မှာရက်လိုက်တယ်မှတ်တမ်းစာအုပ်ထဲမှာတခုခုကိုအလုရှုပ်စွာရေးမှတ်နေတဲ့ရဲဝန်ထမ်းဟာတီတာရဲ့ဖိအားပါတဲ့မျက်လုံးအစုံကြောင့်ခဏတာငြိမ်သက်သွားပြီးမော့ကြည့်လာတယ်တစိမ့်လောက်ပါကျမမေးစရာရှိလို့ပါလို့တီတာကပြတ်သားတဲ့အတန်နဲ့ပြောလိုက်တယ်ရဲတက်ကြက်ဘာကျော်အခုဒီမှာရှိလားအဲ့ဒီဝန်ထမ်းကမျက်ခုံးပင့်လိုက်ပြီးပြန်မဖြေခင်ခဏတဖြုတ်တုံဆိုင်နေခဲ့တယ်။ဘာကျော်တယောက်ယုံထဲမှာအမှန်တကယ်ရှိနေတာကိုတေချာအောင်လုပ်ပြီးနောက်မှာတော့အဆောက်အဦးရဲ့ဘေးဘက်ကိုလက်ညှိုးထိုးပြလိုက်တယ်။နောက်ဖက်မှာပါညီမသူ့အဖွဲ့နဲ့အနားယူနေတယ်လို့သူကပြောတယ်။တီတာကကျေးဇူးတင်စကားတခွန်းမှမဆိုပဲခေါင်းတစ်ချက်ငိမ့်ပြပြီးညွန်ပြတဲ့ဘက်ကိုချက်ချင်းလှည့်ထွက်သွားခဲ့တယ်။သူ့ပတ်ဝန်းကျင်ကလူတချို့ရဲ့နားမလည်နိုင်တဲ့အကြည့်တွေကိုသူဘီယူမဆိုင်ဘူးဘာလို့လဲဆိုတော့သူ့စိတ်ထဲမှာအာယုံစိုက်နေတာကတခုတည်းပဲဘာကျော်ကိုတွေ့ပြီးရှင်းပြချက်တောင်းဖို့ပဲရဲစခန်းရဲ့နောက်ဖေးခြံဝင်းစီဦးတည်နေတဲ့စင်ကြံလန်းကိုဖျက်လျှောက်လာတဲ့အခါတီတာရဲ့ခြေလန်းတွေကပိုမြန်လာခဲ့တဲ့ရှေ့ပိုင်းကတိတ်ဆိတ်ငြိမ်သက်တဲ့အခြေအနေဟာသူ့ရင်ထဲမှာတဒုံဒုံခုန်နေတဲ့ခံစားချက်နဲ့ဆန့်ကျင်ဘက်ဖြစ်နေတဲ့ဒီနေရာဟာတရားဥပဒေစိုးမိုးရေးရဲ့ဌာနချုပ်ဖြစ်ပေမဲ့တီတာဟာလုံခြုံမှုကိုမခံစားရဘူးဆန့်ကျင်ဘက်အနေနဲ့အောက်ခြေလူရန်စားတွေကိုကူညီတဲ့စနစ်ကသူ့မိသားစုကိုဖိနှိပ်နေတယ်လို့ခံစားနေရတယ်။သူအသက်ကိုပြင်းပြင်းရှူရင်းစိတ်ခံစားချက်တွေကိုထိန်းချုပ်ဖို့ကြိုးစားပေမဲ့သူ့နှလုံးသားကတော့ဆုံးဖြတ်ချက်ချပြီးသားပဲ။ပတ်ကျော်သားတကယ်အမှားလုပ်ခဲ့ရင်ဒီနေရာမှာပဲသူတာဝန်ယူရလိမ့်မယ်။အတွင်းခန်းမစီသွားတဲ့စင်ကြံလန်းကိုရောက်တော့တီတာဟာနောက်ဘက်ကိုချက်ချင်းမကွေ့သေးဘူး။တာဝန်ကျရဲဝန်ထမ်းတဦးမှတ်တမ်းစာအုပ်ထဲမှာစာရေးနေတဲ့အေဂျိုကောင်တာမှာခဏရက်လိုက်တဲ့အသက်50အရွယ်အမျိုးသားကြီးဟာသူ့ရှိတဲ့မှာတစုံတယောက်ရက်နေတာကိုသတိပြုမိတဲ့အထိတည်ငြိမ်နေခဲ့တယ်။သူကောင်းမောကြည့်လိုက်တဲ့အခါမျက်လုံးအကြည့်စူးစူးနဲ့လေသံပြတ်သားတဲ့မိန်းကလေးတယောက်ကိုတွေ့လိုက်ရလို့အံ့အားသင့်သွားတယ်။ရဲတက်ချက်ဘကျော်ဒီမှာရှိသလားရှင်လို့တီတာကမေးလိုက်တယ်။သူ့အတန်ကရှင်းလင်းပြတ်သားပြီးတဲ့တိုးပဲမကျဲလွန်းမကြမ်းတမ်းလွန်းပေမဲ့တာဝန်ကျရဲဝန်ထမ်းကိုအနှဲငယ်စိတ်လှုပ်ရှားသွားစေတဲ့ဖိအားတစ်ခုပါဝင်နေတဲ့စောစောကဘောပင်ကင်ထားတဲ့သူ့လက်တွေဟာရက်တန့်သွားခဲ့တဲ့ပျောက်ဆုံးမှုအကြောင်းကြားစာဒါမှမဟုတ်တိုင်ကြားစာသေးသေးလေးတွေလာလုပ်တဲ့တာမန်ပြည်သူတယောက်လိုမဟုတ်တဲ့တီတာရဲ့အမူအရာကိုသူသတိထားမိလိုက်တယ်ရဲဝန်ထမ်းဟာတတွေးကိုဖြင်းညင်းစွာမျိုးချပြီးတတိထားပြီးပြန်ဖြေလိုက်တယ်ရှိပါတယ်ညီမသူနောက်ဖေးခြံဝင်းထဲမှာအဖွဲ့သားတချို့နဲ့အနားယူနေတယ်သူကကားပါကင်နဲ့ရုံနောက်ဘက်ကိုသွားတဲ့အဆောက်အဦရဲ့ညာဘက်ချမ်းကိုလက်ညှိုးထိုးပြလိုက်တယ်ရဲဝန်ထမ်းကနောက်ထပ်မေးခွန်းတွေမမေးတော့သလိုတားဆီးဖို့လည်းမကြိုးစားဘူးဘာကြောင့်လဲဆိုတော့တီတာရဲ့စကားပြောပုံနဲ့ရက်တီပုံအရသူဟာအေးအေးဆေးဆေးစကားပြောဖို့လာတာမဟုတ်ဘူးဆိုတာရှင်းနေလို့ပဲနောက်ထပ်စကားမဆိုတော့ပဲတီတာကခေါင်းတစ်ချက်ငိမ့်ပြီးညွန်ပြတဲ့ဘက်ကိုချက်ချင်းထွက်ခွာသွားတယ်။တာဝန်ကျရဲဝန်ထမ်းဟာသူ့ဘေးကလုပ်ပေါ်ကင်ဘက်ကိုလှည့်ကြည့်ပြီးအဲ့ဒီကောင်မလေးဘသူလဲမင်းတီလားတော်တော်လေးအလေးနက်ပုံပဲလို့တိုးတိုးလေးပြောလိုက်တယ်။ဒါပေမဲ့အဖြေမရခဲ့ဘူး။ဘာကြောင့်လဲဆိုတော့သူ့ကိုတွေးလိုက်တဲ့သူတိုင်းကအဲ့ဒီမိန်းကလေးဟာလွယ်လွယ်ကူကူကိစ္စနဲ့လာတာမဟုတ်ဘူးဆိုတာကိုအတူတူခံစားမိနေကြလို့ပဲ။
တီတာဟာရဲစခန်းရဲ့နောက်ဖေးခြံဝင်းစီကိုဦးတည်နေတဲ့ဘေးတကားကိုဖွင့်လိုက်တဲ့တကားခုံကိုကြော်ဖြတ်လိုက်တာနဲ့အပြင်ဘက်ကလေဟာပိုပူလာပြီးဆေးလိပ်ငွေအနှမ်းကချက်ချင်းပြင်းပြင်းရှာရှာရလိုက်တဲ့ဝန်ထမ်းတွေအနားယူသင်းတဲ့နေရာမှာယူနီဖောင်းဝတ်အမျိုးသားတချို့ဟာကွန်ကရစ်ခုံတန်းတွေနဲ့နံရံနှိပ်တွေပေါ်မှာအေးအေးဆေးဆေးထိုင်နေကြတာကိုတွေ့လိုက်ရတယ်။သူတို့တဲကတချို့ကကျဲလောင်စွာရေမောနေကြတယ်တချို့ကတော့ခြေထောက်ချိတ်ထိုင်ပြီးဆေးလိပ်ကိုအားရပါးရဖွာရှိုက်နေကြတယ်အခြေအနေကကျွမ်းကျင်ပိုင်နိုင်တဲ့ပုံစံနဲ့အလှမ်းအဝေးနေတယ်တီတာရဲ့အာယုံဆိုင်မှုကသူတို့အလယ်မှာထိုင်နေတဲ့လူတစ်ယောက်စီချက်ချင်းရောက်သွားတယ်သူခန္ဓာကိုယ်ကတခြားသူတွေနဲ့မတူပဲကြီးမားပြီးကြက်သားတွေနဲ့ပြည့်နေတယ်မျက်နာကခတ်ထန်ပြီးသူ့တပည့်တစ်ယောက်ရဲ့ဟာသစကားကိုနားထောင်ရင်းကျဲလောင်စွာပြုံးနေပုံရတယ်သူ့လက်မောင်းအင်ဂျီကိုပခုံးအထိလိတ်တင်ထားတာကြောင့်ထင်းထင်းပေါ်နေတဲ့ကြက်သားကြီးတွေကိုမြင်နေရတယ်တီတာမေးစရာမလိုတော့ဘူးအဲ့ဒါဘာကြော်ပဲဖြစ်ရမယ်သူရှာနေတဲ့လူသူ့ထိုင်နေတဲ့ပုံစံကတခြားသူတွေထက်အနှဲငယ်မြင့်နေတာကြောင့်သူဟာအဲ့ဒီအုပ်စုထဲမှာတရားမဝင်ခေါင်းဆောင်တစ်ယောက်လိုဖြစ်နေတယ်။ဘာကျော်ဟာခြေထောက်တစ်ဖက်ကိုချိတ်တင်ထားပြီးလက်ထဲမှာမီးညှိထားတဲ့ဆေးလိပ်ကိုကိုင်ရင်အလွန်အေးဆေးတဲ့ပုံစံနဲ့ရှိနေတယ်။သူကသူ့တပည့်တွေနဲ့စကားဆက်မြည်ပြောနေတာကိုအာယုံစိုက်နေတဲ့အတွက်တီတာရောက်လာတာကိုအစပိုင်းမှာသတိမထားမိဘူး။ဒါပေမဲ့သူ့ဘေးကတပည့်တစ်ယောက်ကလှည့်ကြည့်လိုက်ပြီးရေမောနေရာကနေချက်ချင်းရပ်တန့်သွားတယ်။တီတာရဲ့ဆူးရှားတဲ့အကြီးနဲ့တဲတဲမတ်မတ်လျှောက်လာတဲ့ခြေလမ်းတွေကြောင့်အဲ့ဒီနောက်ဖေးထောင်ဆုံးကအခြေအနေဟာဖြည်းဖြည်းချင်းပြောင်းလဲသွားတယ်။သူတို့တွေကတချို့ဟာတိတ်ဆိတ်သွားပြီးကြည်နေကြတော့တယ်။တီတာဟာချ hesitation မရှိပဲဆက်လျှောက်လာခဲ့တယ်။သူ့ဖက်နှက်တန်ကကျန်းတန်းနဲ့ဘီလက်မြေကျန်းပြင်ပေါ်မှာတထောက်တောက်မြည်နေတယ်သူဟာလူအုပ်နဲ့မီတာအနည်းငယ်အကွာမှာရက်လိုက်တယ်သူ့မျက်လုံးတွေကဗကြော်စီကနေမခွာဘူးနှုတ်ဆက်စကားဒါမှမဟုတ်အစပြိုးစကားတွေမရှိဘူးဘာလို့လဲဆိုတော့သူလိုအပ်တာကရှင်းလင်းပြတ်သားမှုတခုတည်းပဲသူ့ပြိုင်ဘက်ကမျက်စိရှိမှရှိနေပြီးအခုကဓာတ်ရိုက်စကားပြောရမယ့်အချိန်ပဲဘာကျော်ရဲ့တပည့်တွေကအခြေအနေကိုစတင်အကဲခတ်ပြီးစောင့်ကြည့်ဖို့ပြင်ဆင်လာကြတယ်စကားတခွန်းမှမပြောရသေးပေမဲ့တင်းမာမှုကစတင်ခံစားလာရတယ်။တီတာဟာဘာကျော်နဲ့ခြေလန်းအနှဲငယ်အကွာအထိပိုနီးကပ်အောင်ရှောက်သွားလိုက်တယ်။သူ့တပည့်တွေကနေရာအနှဲငယ်ဖယ်ပေးလိုက်ကြတယ်။တချို့ကဆက်စုချင်စိမ့်နဲ့တချို့ကတော့အဲ့ဒီမိန်းကလေးစီကတင်းမာတဲ့အငွေ့အသက်ကိုခံစားမိလို့ပဲ။ကျဲလောင်တဲ့လေတံနဲ့မျက်တောင်မခတ်တဲ့မျက်လုံးတွေနဲ့တီတာကချက်ချင်းမေးခွန်းထုတ်လိုက်တယ်။ခမားကကျမအမေစီကနေကျပ်သိန်း20တောင်းခဲ့တဲ့သူမလားဟုတ်တယ်နော်။သူ့အတန်ကပြတ်သားပြီးမတုံလို့ပဲထွက်ပေါ်လာတာကြောင့်အခြေအနေကခဏတာတိတ်ဆိတ်သွားတယ်။ဘာကျော်ရဲ့တပည့်တချို့ကသူတို့ရှေ့မှာဒီလိုတေတိုးပြောရဲတဲ့အရက်သူတယောက်ရှိနေတာကိုမယုံနိုင်စွာနဲ့တယောက်ကိုတယောက်လှည့်ကြည့်လိုက်ကြတယ်။ဘာကျော်ကအစာပိုင်းမှာတိတ်ဆိတ်နေပြီးမှဖြည်းဖြည်းချင်းပြုံးလိုက်တယ်။သူကဘေးကလူကိုကြည့်ပြီးဟာသားတစ်ခုကြားလိုက်ရသလိုရေလိုက်တယ်ဟုတ်တယ်လေအဲ့ဒါဘာဖြစ်လဲလို့သူကအေးဆေးစွာပြန်ဖြေလိုက်တယ်သူ့အတန်ကလေးနက်ပြီးလှောင်ပြောင်တရော်တဲ့လေတံအပြည့်နဲ့ပတ်စံတွေလည်းပျော်ပါဖို့သုံးလို့ကုန်သွားပြီလို့သူကဂယုမဆိုင်တဲ့လေတံနဲ့ဆက်ပြောပြီးစိတ်လိတ်ကိုတစ်ချက်ထပ်ဖွာလိုက်ရင်တီတာကိုခေါင်းဆချေအဆုံးကြည့်လိုက်တယ်ဘာကျော်ရဲ့ဖြေကိုထောက်ခံပြီးတီတာရဲ့တတိကိုလှောင်ပြောင်သလိုမျိုးသူ့တပည့်တွေစီကရေတံတွေထပ်ထွက်လာပြန်တယ်တီတာကတုံလို့မသွားဘူးသူ့မျက်နာကအလေးအနက်ထားစေသူ့မျက်လုံးတွေကမကြော်စီကိုစူးစိုက်ကြည့်နေစေပဲသူတလန်းထပ်တိုးလိုက်ပြီးချက်ချင်းပေါက်ကွဲထွက်ချင်တဲ့စိတ်ကိုထိန်းချုပ်ထားလိုက်တယ်ကျမအမေဘာမှမလုပ်ဘူးရင်စည်းကမ်းဖောက်လို့ဖမ်းခံရတာပဲဒါပေမဲ့ခမားကကျပ်သိန်း20တောင်းနဲ့သူ့စကားပြောတန်ကအနှဲငယ်မြင့်တက်လာပေမဲ့ထိန်းချုပ်နိုင်စေပဲသူကရန်ဖြစ်ဖို့လာတာမဟုတ်ပေမဲ့ဘာကြော်ပေးလိုက်တဲ့ရှင်းပြချက်ကအာနာအလွဲသုံးစားလုံးမှုဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေတယ်အဲ့ဒါကသူ့သွေးတွေကိုပိုဆူပွက်စေတယ်ဒါပေမဲ့ဘာကြော်ကပခုံးတစ်ချက်တွန်းပြလိုက်ရုံပဲသူ့မျက်နှာမှာအပြစ်ရှိတဲ့အရေးအယောင်တစိုးတစည်းမှမတွေ့ရဘူးမပေးချင်ရင်လမ်းပေါ်မှာပြဿနာမရှာနဲ့ပေါ့လို့သူကမဲပြုံးပြုံးရင်းပြောလိုက်တယ်တီတာကသူ့လက်သီးကိုတင်ပါပေးမှကြစ်ကြစ်ပါအောင်ဆုပ်လိုက်တယ်။ဘာကျော်ရဲ့တပည့်တချို့ကထက်ရကြပြန်တယ်။ဒါပေမဲ့အခုတော့အနှဲငယ်တင်းမာတဲ့အရေးအယောင်တွေစတင်တွေ့မြင်လာရတယ်။သူတို့ကတီတာဟာလွယ်လွယ်နဲ့ငြိမ်သွားမဲ့လူစားမျိုးမဟုတ်ဘူးဆိုတာကိုသဘောပေါက်လာကြတယ်။အဲ့ဒီနောက်ဖေးချံဝင်းထဲကအခြေအနေဟာအချိန်မရွေးပောက်ကွဲနိုင်တဲ့အချိန်ကိုက်ပုံးတစ်လုံးလိုဖြစ်လာတယ်။
တီတာကအသက်ကိုပြင်းပြင်းရှူရင်းလက်ပါခြင်းတဲ့စိတ်ကိုထိန်းချုပ်ဖို့ကြိုးစားလိုက်တယ်။သူကဘာကျော်ကိုမျက်တောင်မခတ်ပဲစိုက်ကြည့်ပြီးပိုကျဲတဲ့အတန်နဲ့ပြောလိုက်တယ်။ရင်စည်းကမ်းဖောက်လို့ဖမ်းခံရယုံနဲ့ကျမအမေဘာလို့ကျပ်သိန်း20အထိပေးရတာလဲဆိုတာရှင်းပြချက်တောင်းချင်တယ်။သူ့လေတန်ကတည်ငြိမ်မနေတော့ဘူး။သူကရဲစခန်းနောက်ဖေးချံဝင်းထဲမှာရက်နေတာယူနီဖောင်းဝတ်အရာရှိတွေဝိုင်းရံထားတာကိုဂရုမစိုက်တော့ဘူး။အဲ့ဒီအချိန်မှာသူ့အတွက်အရေးကြီးဆုံးကရုတ်တိမတန်တဲ့နီလန်းနဲ့ပတ်စံပေးခိုင်းခံခဲ့ရတဲ့သူ့အမေအတွက်တရားမျှတမှုပဲဘာကျော်ကနယံကိုမိလိုက်ပြီးမျက်ခုံးတစ်ဖက်ကိုပင့်တင်လိုက်တဲ့ဖြည့်ရှင်းဖို့ပြင်းရည်နေတဲ့ပုံစံပဲသူကရှင်းပြဖို့စိတ်ကောင်းစေတနာမပြဘူးစန့်ကျင်ဘက်အနေနဲ့သူကမဲပြုံးပြုံးပြီးအေးဆေးစွာပြန်ဖြေလိုက်တဲ့မင်းအမေကဖမ်းတော့ကစကားအယမ်းများတယ်ဒါကြောင့်ငါကသင်ခန်းစာပေးလိုက်တာသူကဖြင်းညင်းစွာရေပြီးဆေးလိပ်ကိုပြန်ဖွာလိုက်တယ်ဘာကျော်အတွက်တော့သူလုပ်ခဲ့တာကပြဿနာကြီးမဟုတ်ဘူးအာနာရှိတယ်လို့ခံစားနေရတဲ့အကျင့်ပြတ်ဝန်ထမ်းတစ်ယောက်ရဲ့နေ့စဉ်လှုပ်ရိုးလှုပ်စင်တွေကတခုပဲအဲ့ဒီစကားကတီတာကိုပိုပြီးလက်မခံနိုင်ဖြစ်စေတယ်သူကလက်သီးနှစ်ဖက်ကိုပိုပြီးတင်းဆုပ်လိုက်တယ်စကားများတယ်ဟုတ်လားကျမအမေကသူ့အမားပါလဲလို့ပဲမေးတာသူဆဲဆိုတာလည်းမဟုတ်ဘူးထွက်ပြေးတာလည်းမဟုတ်ဘူးရန်တွေ့တာလည်းမဟုတ်ဘူးလို့တီတာကအတန်ကျဲနဲ့ပြောလိုက်တယ်သူကစိတ်ခံစားချက်ကိုထိန်းချုပ်ဖို့စူးစမ်းနေသေးပေမဲ့သူ့လေတန်းကဖိအားတွေနဲ့ပြည့်နေတဲ့အေးဆေးထိုင်နေတဲ့ဘာကျော်ရဲ့တပည့်တချို့ကအခုတော့ရေမောတာတွေရက်ပြီးအခြေအနေကပုံမှန်မဟုတ်တော့ဘူးဆိုတာကိုသဘောပေါက်လာကြတယ်သူတို့တွေကတယောက်ကတကားဘက်ကိုလှမ်းကြည့်လိုက်တယ်ဒီအခြေအနေကိုတခြားအထက်ရာရှိတယောက်ကိုသတင်းပို့တင်သလားလို့စဉ်းစားနေပုံပဲဒါပေမဲ့ဘာကျော်ကတော့မပြောင်းလဲဘူးသူကတီတာကိုချင်းချောက်မှုတစ်ခုအနေနဲ့မမြင်သလိုပဲဒါကြောင့်လမ်းပေါ်မှာဆိုတိတ်မဆန်းနဲ့လို့သူကဒီတခါတော့မရေပဲတည်ငြိမ်တဲ့အတန်နဲ့ပြောလိုက်တယ်သူကဆေးလိပ်တူကိုမြေပေါ်ပစ်ချပြီးဖြည်းဖြည်းချင်းနင်းချလိုက်တယ်သူ့စိတ်ထဲမှာတော့တီတာလိုမိန်းကလေးတယောက်ဟာဒေါသထွက်ယုံထက်ပိုပြီးဘာမှလုပ်ရဲမှာမဟုတ်ဘူးလို့တွေးနေတယ်။ဒါပေမဲ့တီတာရဲ့မမက်ရက်နေပုံမကြောက်မရွံ့ပဲမျက်လုံးတက်စိုက်ကြည့်နေပုံအရဘာကျော်ဟာမှားယွင်းစွာအကဲဖြတ်မိသွားပြီးသူဟာစီးကိုကြော်ဖြတ်ဖို့အသင့်ဖြစ်နေတဲ့လူတစ်ယောက်နဲ့ရင်ဆိုင်နေရတယ်ဆိုတာကိုမသိခဲ့ဘူး။တီတာကနောက်ထပ်မထိန်နိုင်တော့ဘူးအင်္ဂရေကဖိနှိပ်ထားတဲ့စိတ်ခံစားချက်တွေကနောက်ဆုံးမှာတော့ပောက်ကွဲထွက်သွားတယ်ရဲစခန်းနောက်ဖေးချံဝင်းတစ်ခုလုံးပဲ့တင်ထက်သွားစေတဲ့ကျဲလောင်တဲ့အတန်နဲ့သူကဘာကျော်ကိုမဆိုင်မတော့အော်ဟစ်လိုက်တယ်ခမားကရဲလားလူမိုက်လားဒါကလူရက်တာပဲသူ့အတန်ကအရင်ကအေးဆေးတဲ့စကားပြောတန်တွေနဲ့ရေတန်တွေပြည့်နေတဲ့အခြေအနေကိုချက်ချင်းဖြိုခွဲလိုက်တယ်အဲ့ဒီမှာရှိနေတဲ့လူတိုင်းချက်ချင်းလှည့်ကြည့်ကြပြီးဘာကျော်ရဲ့တပည့်တချို့ကအံ့အားသင့်သွားကြတယ်တချို့ကတော့ချက်ချင်းထပြီးအသင့်အနေထားပြင်လိုက်ကြတယ်အရက်သားတယောက်ကသူတို့ရဲ့အထက်အရာရှိကိုဒီလောက်ပြင်းထန်တဲ့စကားလုံးတွေနဲ့ပြောရဲမယ်လို့မထင်ထားခဲ့ကြဘူးဘာကျော်ကတီတာကိုမျက်လုံးချင်းနဲ့စိုက်ကြည့်လိုက်တယ်ရင်ဆိုင်မှုစကလေးကပထမဆုံးအကြိမ်အဖြစ်သူ့မျက်နာကအလေးနဲ့ဖြစ်သွားတယ်ဖြည်းဖြည်းချင်းထွက်လိုက်တယ်သူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကအဲ့ဒီနေရာမှာသူ့ရဲ့လွှမ်းမိုးမှုကိုပိုပြီးပေါ်လွင်စေတယ်။ဒါပေမဲ့တီတာကတလန်းမှနောက်မဆုတ်ခဲ့ဘူး။သူကသူ့နေရာမှာပဲရက်နေတယ်။သူ့အကြည့်ကဆူရှာပြီးသူ့ခန္ဓာကိုယ်ကပောက်ကွဲဖို့အသင့်ဖြစ်နေတဲ့စပရင်တစ်ခုလိုတင်းမာနေတယ်။ဘာကျော်ရဲ့တပည့်တချို့ကရှေ့ကိုနည်းနည်းတိုးလာပြီးအခြေအနေဆိုးလာရင်ဘာကျော်ကိုကာကွယ်ပေးဖို့အသင့်ဖြစ်နေတဲ့တရားမဝင်တန်းစီပုံစံမျိုးဖန်တီးလိုက်ကြတယ်။မင်းကဘသူမို့လို့ငါနေရာမှာငါ့ကိုလာပြီးအော်ကြီးဟစ်ကျဲလုပ်နေတာလဲလို့ဘကျော်ကနှိမ်ကြပေမဲ့ချင်းချောက်တဲ့လေတံနဲ့ပြောလိုက်တယ်။ဒါပေမဲ့တီတာကချင်းချောက်မှုကိုဂရုမစိုက်ဘူး။ကျမကခမားညှစ်ထုတ်ခဲ့တဲ့လူရဲ့သမီးပဲကျမအမေကိုဒီလိုကစားစရာလိုဆက်ဆံတာကိုကျမငြိမ်ခံနေမှာမဟုတ်ဘူးလို့သူကကျဲလောင်တဲ့အတန်နဲ့ပြန်ပြောလိုက်တယ်။ဘာကျော်ရဲ့တပည့်တချို့ကစိတ်လှုပ်ရှားလာကြတယ်။တယောက်ကအဆောက်အဦအတွင်းဘက်ကိုလှမ်းကြည့်လိုက်တယ်။အခြေအနေကထိမ့်မနိုင်သိမ့်မရမဖြစ်ခင်မှာအထက်ရာရှိတယောက်ရောက်လာပြီးတားဆီးပေးဖို့မျှော်လင့်နေပုံပဲဒါပေမဲ့ဘသူမှမလာဘူး။အဲ့ဒီအချိန်မှာနောက်ဖေးချံဝင်းတွေကတင်းမာမှုကစူပွဲမှတ်ကိုရောက်နေပြီးတီတာကယူနီဖောင်းဝတ်ရာရှိတွေဝိုင်းရံထားတဲ့အလဲမှာတယောက်တည်းရက်နေတယ်ဒါပေမဲ့သူကနည်းနည်းလေးမှကြောက်ရွံ့တဲ့ပုံမပြဘူး။
သူ့ရဲ့စကားတွေကဘာကျော်ရဲ့မာနကိုသူ့တပည့်တွေရှေ့မှာပါရိုက်လိုက်တယ်လို့ပဲအတိညာဉ်ထက်မာနကပိုကြီးတဲ့ဒီလိုနေရာမျိုးမှာဘာကျော်ရဲ့တုံ့ပြန်မှုကဘယ်အချိန်မဆိုရောက်လာနိုင်ပြီးစကလုံးတွေနဲ့တော့ဖြစ်မှာမဟုတ်ဘူးဘာကျော်ကတီတာကိုခက်ထန်တဲ့မျက်နှာနဲ့စိုက်ကြည့်ပြီးဖြည်းဖြည်းချင်းထွက်လိုက်တယ်အခြေအနေကလုံးဝတိတ်ဆိတ်သွားတယ်အာနာပိုင်ရဲ့နောက်တလန်းကိုလူတိုင်းကစောင့်မျှော်နေကြသလိုပဲသူကချက်ချင်းစကားမပြောဘဲတီတာကိုခေါင်းစချေဆုံးမထီမဲ့မြင်ကြီးနဲ့ကြည်နေတယ်အချိန်တော်ကြာတိတ်ဆိတ်နေပြီးနောက်ဘာကျော်ကသူ့ထိုင်ကုန်မှာအေးဆေးပြန်ထိုင်လိုက်ပြီးခြေထောက်ချိတ်ထိုင်ရင်တည်ငြိမ်ပေမဲ့စူးရှားတဲ့အတန်နဲ့ပါးစပ်ဖွင့်ပြောလိုက်တယ်အဲ့ဒီကောင်မလေးကိုစုံမလိုက်စမ်းသူ့စကားကတိတ်ဆိတ်မှုကိုချက်ချင်းဖြိုခွဲလိုက်ပြီးသူ့တပည့်တချို့ကိုသူတို့နေရာကနေချက်ချင်းထလာစေတယ်။နှစ်ခါခေါ်စရာမလိုပဲဘာကျော်ရဲ့တပည့်၄-၅ယောက်ကတီတာကိုအရက်ရက်ကနေဝိုင်းလိုက်ကြတယ်။သူတို့ကတွန်းဆုတ်မနေဘူးစီးကြော်ရဲတယ်လို့ယူဆရတဲ့တာမန်ပြည်သူတွေကိုချင်းချောက်တာဒါမှမဟုတ်ဖိနှိပ်တာကိုကျင့်သားရနေကြပြီးသူတို့တွေကတယောက်ကစိတ်ပိုင်းဆိုင်ရာဖိအားပေးဖို့စ조사ရင်းလက်ချောင်းတွေကိုချိုးပြီးရှေ့တိုးလာခဲ့တယ်။ဒါပေမဲ့သူတို့ရင်ဆိုင်နေရတာကတာမန်မိန်းကလေးတယောက်မဟုတ်ဘူး။တီတာရဲ့မျက်နှာကတည်ငြိမ်နေသေးပဲကြောက်ရွံ့ခြင်းဒါမှမဟုတ်ထိတ်လန့်ခြင်းလက္ခဏာတွေတောင်မတွေ့ရဘူး။သူ့မျက်လုံးတွေကသူ့ပတ်လဲကပြိုင်ဘက်တွေရဲ့လှုပ်ရှားမှုတွေကိုပဲအာယုံစိုက်နေတယ်။ဘာကျော်ရဲ့တပည့်တယောက်ကတီတာရဲ့လက်မောင်းကိုဆွဲဖို့စ조사ရင်းချင်းကပ်လာခဲ့တယ်။ဒါပေမဲ့သူကချက်ချင်းတွန်းထုတ်ပြီးခုခံကာကွယ်တဲ့အနေအထားယူလိုက်တယ်။သူ့ခန္ဓာကိုယ်ကရှေ့ကိုနည်းနည်းကိုင်းထားပြီးခြေထောက်နှစ်ဖက်ကမြေပေါ်မှာခိုင်ခိုင်မာမာရပ်ထားတယ်။သူကနောက်မဆုတ်ဘူးမတုန်လှုပ်ဘူးပါးစပ်လည်းမဖွင့်ဘူးသူ့မျက်လုံးတော့အေကဘသူရင်လှုပ်ရှားမလဲဆိုတာကိုပဲစောင့်ကြည့်နေတဲ့တင်းမာမှုကမီးဝိုင်းတစ်ခုအဖြစ်ပြောင်းလဲသွားတယ်။ဘယ်အချိန်မဆိုရံပွဲဖြစ်နိုင်တယ်ဆိုတာကိုလူတိုင်းသိကြတယ်။ဒါပေမဲ့အဲ့ဒီမိန်းကလေးကအားလုံးကိုရင်ဆိုင်ဖို့အသင့်ဖြစ်နေလိမ့်မယ်လို့ဘသူမှမထင်ထားခဲ့ဘူး။သူ့ထိုင်ကုန်မှာဘာကျော်ကလောင်ပြောင်တဲ့အပြုံးနဲ့ကြည်နေတဲ့တီတာကခဏလေးအတွင်းမှာလဲကျသွားလိမ့်မယ်လို့ယုံကြည်နေပုံပဲသူကရေတန့်ဘူးတပူးကိုတောင်ယူပြီးအေးဆေးတောက်နေသေးတယ်ဒီအခြေအနေကိုကိုယ်ပိုင်ဖျော်ဖြေပွဲတစ်ခုလိုသဘောထားနေတယ်ဒါပေမဲ့ဘာကျော်နဲ့သူ့တပည့်တွေရှေ့မှာတီတာကခိုင်ခိုင်မာမာရက်နေတယ်သူ့ခန္ဓာကိုယ်ကအသည့်အနေထားသူ့စိတ်ကအာယုံဆိုင်နေတယ်တခုသေးကြတာကတော့အမှန်တရားအားလုံးမပေါ်ပေါက်မချင်းသူနောက်ဆုံးမှာမဟုတ်ဘူးဘာကျော်ရဲ့တပည့်တယောက်ကရှေ့တိုးလာပြီးတီတာရဲ့ပခုံးကိုဆွဲဖို့စ조사လိုက်တာနဲ့သူကချက်ချင်းအမြန်လှုပ်ရှားလိုက်တယ်တီတာကခန္ဓာကိုယ်ကိုလှည့်ပြီးအဲ့ဒီလူရဲ့လက်ကောက်ဝတ်ကိုပြင်းထန်တဲ့ရိုက်ချက်နဲ့ရိုက်ချလိုက်တာကြောင့်အံ့အားသင့်ပြီးနောက်ဆုတ်သွားစေတယ်စက္ကန့်ပိုင်းတွင်းမှာနောက်တစ်ယောက်ကဘေးကနေရောက်လာတယ်တီတာကကိုငုံပြီးပြိုင်ဘက်ရဲ့ခြေထောက်ကိုနှိမ်ကျတဲ့လှုပ်ရှားမှုနဲ့တိတိကျကျကန်ချလိုက်တာကြောင့်အဲ့ဒီလူကမြေပေါ်လဲကျသွားတယ်ခန္ဓာကိုယ်ကကွန်ကရစ်ကျမ်းပြင်ပေါ်လဲကျသွားတဲ့အတန်ကကျဲလောင်စွာထွက်ပေါ်လာပြီးမိန်းကလေးတယောက်တည်းကိုဖိနှိပ်နိုင်မယ်လို့ယုံကြည်နေတဲ့တခြားတပည့်တွေကိုအားသင့်စေတဲ့တယောက်ပြီးတယောက်ရှေ့တိုးလာကြပြီးတီတာကတယောက်ပြီးတယောက်ရင်ဆိုင်ဖြည့်ရှင်းတယ်သူကခုခံကာကွယ်ယုံသားမကမြန်ဆန်ပြီးထိရောက်စွာတိုက်ခိုက်တဲ့ဒူးနဲ့ဘိုက်ကိုကန်ချက်တွေကပြိုင်ဘက်ကိုဟန်ချက်ပြက်စေပြီးရင်ဘတ်နဲ့ပခုံးကိုထိုးနှက်ချက်တွေကသူတို့ကိုရိုင်းနဲ့သွားစေတယ်သူ့လှုပ်ရှားမှုတွေကမလိုအပ်ဘဲပုံမနေဘူးဒါပေမဲ့တိုက်ခိုက်မှဦးတိုင်းကလေ့ကျင့်ထားတာရှင်းနေပြီးလှုပ်ရှားမှုရပ်တန့်အောင်ရည်ရွယ်တယ်။သူတို့တငယ်ချင်းနှစ်ယောက်လဲကျနေပြီးတခြားသူတွေလည်းမရက်နိုင်တော့တာကိုမြင်တော့ကြည့်နေတဲ့ဘာကျော်ရဲ့တပည့်တချို့ကဝင်ပါဖို့တွန်းဆုတ်လာကြတဲ့အေးဆေးထိုင်နေတဲ့ဘာကျော်ကအခုတော့ခန္ဓာကိုယ်ကိုရှေ့ကိုင်းလာတယ်သူ့မျက်နှာကတင်းမာလာပြီးအရင်လိုဖျော်ဖြေပွဲကြည့်နေတဲ့ပုံစံမျိုးမရှိတော့ဘူး။အကြီးဆုံးတပည့်ကတာဝန်ယူဖို့ကြိုးစားပြီးတီတာစီကိုခုံဝင်လာတယ်။ဒါပေမဲ့ရင်ဘတ်ကိုတထောင်နဲ့ထိုးတာနဲ့နောက်ကတန်ပန်းချံကိုတိုက်မိစေတဲ့ပြင်းထန်တဲ့တွန်းထုတ်မှုကိုခံလိုက်ရတယ်။သူ့ခန္ဓာကိုယ်ကကျဲလောင်တဲ့အတန်နဲ့လဲကျသွားပြီးချက်ချင်းငြိမ်သက်သွားတယ်။တီတာကလူအုပ်လယ်မှာရက်နေတယ်။သူ့အသက်ရှူတန်ကပြင်းလာတယ်။သပင်ကနည်းနည်းပွနေပေမဲ့မျက်လုံးတွေကတော့နိုးကြားနေသေးပဲအခုတော့မတက်ရက်နေသေးတဲ့တပည့်နှစ်ယောက်ပဲကြံတော့ပြီးသူတို့ကတယောက်ကိုတယောက်လှည့်ကြည့်နေကြတယ်သူတို့မျက်နှာတွေကဖြူဖြော့နေပြီးနားထင်မှာချွေးတွေဆိုးနေတယ်သူတို့တဲကတယောက်ကနောက်ဆုံးစူးစမ်းမှုအဖြစ်နောက်ကနေတိုက်ခိုက်ဖို့စူးစမ်းလိုက်တယ်ဒါပေမဲ့တီတာကအဲ့ဒါကိုကြိုတင်ခံစားမိပြီး
အဲ့ဒီခန္ဓာကိုယ်ကိုမြန်ဆန်တဲ့လှုပ်ရှားမှုနဲ့မြေပေါ်ပစ်ချလိုက်တယ်3မိနစ်မပြည့်တဲ့အချိန်အတွင်းမှာအရင်ကစူညံနေတဲ့နောက်ဖေးခြံဝင်းကအခုတော့တိတ်ဆိတ်သွားပြီးဘကျော်ရဲ့တပည့်တွေအားလုံးမြေပေါ်မှာလဲလျောင်းနေကြပြီးညှဉ်းညူနေသတိလစ်နေကြတယ်တီတာကအလဲမှာရက်နေတယ်သူ့ခန္ဓာကိုယ်ကဖုံတွေပေးကျနေပေမဲ့မျက်လုံးကြီးကတော့ဆူရှနေသေးပဲနောက်ပြိုင်ဘက်ကိုရင်ဆိုင်ဖို့အသင့်ပဲဘကျော်ပေါ့ဘာကျော်ကမြေပေါ်မှာလဲလျောင်းနေတဲ့သူ့တပည့်တွေကိုတယောက်ချင်းစီစိုက်ကြည့်လိုက်တယ်တချို့ကဖြင်းညင်းစွာညှဉ်းညူနေတုံးတချို့ကတော့လုံးဝမလှုပ်တော့ဘူးသူ့မျက်နှာကတင်းမာသွားပြီးခုနကဖြစ်ပျက်သွားတာကိုမယုံနိုင်ဖြစ်နေတဲ့ဖြင်းညင်းပေမဲ့တည်ငြိမ်တဲ့လှုပ်ရှားမှုနဲ့သူကသူ့ထိုင်ကုန်ကနေထွက်လိုက်တယ်ထိုင်ကုန်ကနောက်ကိုတွန်းလိုက်ပြီးကျဲလောင်တဲ့အတန်နဲ့လဲကျသွားတာကအခြေအနေရဲ့လေးနက်မှုကိုပြသနေတယ်ဘကျော်ကမပြုံးတော့ဘူးသူ့မျက်လုံးကြီးကဆူးရှပြီးအသက်ရှူတန်ကပြင်းလာတယ်သူ့ရဲ့ကြီးမားပြီးတမာတဲ့ခန္ဓာကိုယ်ကအခုတော့တီတာနဲ့မီတာအနည်းငယ်အကွာမှာတဲတဲမမတ်ရင်ဆိုင်နေပြီးတီတာကသူ့နေရာမှာပဲတင်းတင်းမတ်မတ်ရက်နေတယ်အခုတော့တရားမဝင်တိုက်ပွဲကွင်းပြင်ဖြစ်သွားတဲ့ခြံဝင်းလယ်မှာသူရက်နေတယ်ဖုံတွေကသူ့အနက်ရောင်တီရှပ်မှာကပ်နေပြီးဂျင်းပေါင်းဘီဒူးကခုနကတိုက်ခိုက်မှုကြောင့်နည်းနည်းဆုပ်ပြဲနေတယ်ဒါပေမဲ့သူကအသင့်နေထားမှာပဲသူ့မျက်နှာကပင်မနှွမ်းနေတဲ့အရေးအယောင်တွေစတင်တွေ့မြင်လာရပေမဲ့သူ့အကြည့်ကတော့လုံးဝမပြော့ညံ့သွားဘူးသူသိတယ်အခုအချိန်ကဒီကိစ္စအားလုံးရဲ့အစပြိုးသူနဲ့ရင်ဆိုင်ရမယ့်အချိန်ပဲသူ့အမေကိုမျက်ရည်ကျစေပြီးသူ့မိသားစုကိုအခက်အခဲဖြစ်စေခဲ့တဲ့မတရားမှုရဲ့အရင်းအမြစ်ပေါ့လူနှစ်ယောက်ကအခုတော့တယောက်ကိုတယောက်ရင်ဆိုင်ရနေကြတယ်တိတ်ဆိတ်စွာနဲ့တယောက်ကိုတယောက်အကဲခတ်နေကြတယ်ဘာကျော်ကကြီးမားတဲ့ခန္ဓာကိုယ်နဲ့လက်သီးဆုပ်ထားတဲ့လက်တွေနဲ့တီတာကတော့သေးငယ်တဲ့ကိုဟန်အနေထားနဲ့ဒါပေမဲ့အာယုံစူးစိုက်မှုအပြည့်နဲ့သူတို့ရဲ့ကွာခြားချက်ကရှင်းလင်းနေတဲ့ရုပ်ပိုင်းဆိုင်ရာအရသာမကရည်ရွယ်ချက်အရာပါကွာခြားတယ်ဘာကျော်ကသူ့မာနကိုစော်ကားခံရတယ်လို့ခံစားရလို့ရက်နေတာတီတာကတော့သူ့မိသားစုရဲ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့ရက်နေတာပတ်ဝန်းကျင်ကအခြေအနေကတခြားအတန်တွေမရှိတော့ပေမဲ့ပြန်လဲတင်းမာလာတဲ့ဖြင်းညင်းစွာတိုက်ခတ်နေတဲ့လေးနဲ့ဘာကျော်ရဲ့ဖြည်းဖြည်းချင်းရှေ့တိုးလာတဲ့ခြေတံတွေပဲရှိတယ်သူတို့တွေကဘသူမှစကားမပြောဘူးရန်စရာမရှိဘူးညှိနှိုင်းတာမရှိဘူးဒီတိုက်ပွဲကတရားဥပဒေစာရွက်ပေါ်မှာအနိုင်ရှုံးကိစ္စမဟုတ်ဘူးဒါကသူတို့ရဲ့ယုံကြည်ချက်ကိုဘသူကပိုပြီးခိုင်မာစွာကာကွယ်နိုင်မလဲဆိုတဲ့ကိစ္စပဲတီတာကသူ့ခြေထောက်အနေထားကိုညှိလိုက်ပြီးသူ့ထက်အများကြီးပိုကြီးတဲ့အင်အားလိုင်းကိုလက်ခံဖို့ပြင်ဆင်လိုက်တယ်ဒါပေမဲ့သူ့စိတ်ထဲမှာနောက်ဆုတ်ဖို့နေရာမရှိဘူးဘာကျော်ကလည်းတနာညတာမှုပြချင်ပုံမရဘူးဒီတိုက်ပွဲကဖြစ်ပျက်ခဲ့သမျှအားလုံးရဲ့အဆုံးအဖြတ်ကိုပေးလိုက်မယ်ဆိုတာကိုနှစ်ယောက်စလုံးသိကြတယ်ဘာကျော်ကအမြန်ရှိတိုးလာပြီးတီတာစီကိုပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုချက်ချင်းလွတ်လိုက်တယ်သူ့လှုပ်ရှားမှုကကြမ်းတမ်းပေမဲ့အားပါတယ်ပထမဆုံးထိုးနှက်ချက်ကခုခံကာကွယ်ဖို့စ조사တဲ့တီတာရဲ့လက်မောင်းကိုထိမှန်ပြီးသူ့ကိုခြေလမ်းနှဲငယ်နောက်ဆုတ်သွားစေတယ်အနာပေးချိန်မရှိပဲဘာကျော်ကထပ်တိုက်ခိုက်ပြန်တယ်ဒီတစ်ခါတော့တီတာရဲ့တင်ပါးကိုထိမှန်တဲ့နှိမ့်ကျတဲ့ကန်ချက်နဲ့သူ့ကိုလဲကျသွားစေတယ်တီတာရဲ့ခန္ဓာကိုယ်မြေပေါ်လဲကျသွားတဲ့အတန်ကသူ့ကိုအခက်ခဲစတင်တွေ့နေရပုံပေါ်စေတယ်။ဒါပေမဲ့သူ့ပါဇက်ကနေအော်ဟစ်တန်ဒါမှမဟုတ်ညှဉ်းညူတန်တွေမထွက်လာဘူး။သူကခန္ဓာကိုယ်ဘေးကနာကျင်မှုကိုအန်ကျိတ်ခံရင်ချက်ချင်းပြန်ထွက်လိုက်တယ်။သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအင်အားကအများကြီးတာလွန်တာကြောင့်ဝါကျော်ကအရာအလုံးကိုအမြန်ဆုံးတက်ဖို့စ조사တယ်။သူကတီတာရဲ့ခေါင်းကိုအကြိမ်ကြိမ်နီးပါးထိမှန်လူနီးပါးဖြစ်တဲ့ပြင်းထန်တဲ့ထိုးနှက်ချက်တွေနဲ့ဇက်တိုက်ခိုက်တယ်။တစ်ချက်ကဝင်သွားပြီးသူ့မေးရိုးကိုထိမှန်တာကြောင့်တီတာရဲ့မျက်နှာလဲထွက်သွားတယ်။သူ့နှုတ်ခမ်းကွဲပြီးမေးစေမှာသွေးနည်းဆိုလာတယ်။ဒါပေမဲ့သူမလဲကြဘူး။သူ့ခန္ဓာကိုယ်ကဒဏ်ရာတွေနဲ့ပြည့်နေပြီးအသက်ရှူတန်ကပြင်းလာပေမဲ့တီတာကမတ်တက်ရက်နေသေးပဲလဲကြတိုင်းသူပြန်ထွက်တယ်။သူ့မျက်နှာကနာကျင်မှုကိုပြသနေပေမဲ့သူ့မျက်လုံးတွေအဲ့ဒီမျက်လုံးတွေကဘယ်တော့မှမမိန်ဖြော့သွားဘူး။တီတာကအကွာအဝေးနဲ့ရစ်တန်ကိုပြန်လဲချိန်ညှိလာတယ်။သူကဘာကျော်ကိုအစိမ့်သက်သက်အင်အားနဲ့မတိုက်ခိုက်နိုင်ဘူးဆိုတာကိုသဘောပေါက်တယ်။ဒါကြောင့်သူကစီကံမရှိတဲ့ဘာကျော်ရဲ့တိုက်စစ်တွေကြားကအားနည်းချက်ကိုရှာဖွေတယ်။ဘာကျော်ကအရမ်းမြင့်တဲ့အပေါ်ကနေထိုးနှက်ချက်တစ်ခုလွှတ်လိုက်တဲ့အခါတီတာကနီးကပ်တဲ့အကွာအဝေးတွေကိုဝင်ရောက်ပြီးဘာကျော်ရဲ့ဘိုက်ကိုတက်တဲ့ထိုးနှက်ချက်နဲ့ထိုးလိုက်တယ်။ဘာကျော်ရိုင်သွားတယ်။
ဒါကပထမဆုံးအကြိမ်သူ့တိုက်စစ်ရပ်တန့်သွားတာပဲတီတာကရင်ဘတ်ဘေးကိုအမြန်ထိုးနှစ်ချက်နဲ့ဇက်တိုက်တိုက်ခိုက်ပြီးတုံ့ပြန်မှုကိုရှောင်ရှားဖို့နောက်ဆုတ်လိုက်တဲ့သေးငယ်ပေမဲ့ဒါကအလှည့်ပြောင်းတစ်ခုပဲတီတာရဲ့မျက်လုံးတွေကစိတ်ခံစားချက်ကြောင့်မဟုတ်ပဲတွေးထွက်တန်ယိုဖြစ်ရသူ့ပြိုင်ဘက်ကိုအနိုင်ယူနိုင်မယ်ဆိုတဲ့ယုံကြည်ချက်ကြောင့်တောက်ပလာတဲ့သူ့လက်တွေကတုံလာပေမဲ့စုပ်ကင်ထားမှုကတော့တင်းကျပ်နေသေးပဲသူ့ရှေ့မှာဘာကျော်ကမောဟိုက်လာပြီးသူ့ထိုးနှက်ချက်တွေကမလွှမ်းမိုးနိုင်တော့တာကြောင့်ဒေါသထွက်နေပုံရတယ်ဒီတိုက်ပွဲကရုပ်ပိုင်းဆိုင်ရာကိစ္စသက်မဟုတ်တော့ဘူးဒါကဘသူကပိုပြီးဒုက္ခခံဖို့အသင့်ဖြစ်နေတယ်လဲဆိုတဲ့ကိစ္စပဲသူကင်ဆွဲထားတဲ့အမှန်တရားအတွက်ပေါ့တီတာကဒဏ်ရာရနေပြီးဒါပေမဲ့သူ့စိတ်သက်ခိုင်မာမှုကမကျော်ကိုပထမဆုံးအကြိမ်ဖြစ်တကယ်ချင်းချောက်ခံရတယ်လို့ခံစားစေတယ်။သူမဟာတိုက်ခိုက်ပုံကိုပြောင်းလဲလာခဲ့တယ်ခုခံကာကွယ်ယုံသာမကမကျော်ရဲ့နှီးကွေးပေမဲ့အားပါတဲ့တိုက်စစ်ပုံစံကိုစတင်ဖက်ရှုလာတယ်။မကျော်ကထိုးနှက်ချက်တစ်ခုလွှတ်လိုက်တိုင်းတီတာကသူ့ပခုံးရဲ့လားယာခါရဲ့လှုပ်ရှားမှုနဲ့အရန်ကျယ်နေတဲ့ခြေထောက်ကွာဝေးကိုသတိထားကြည့်တယ်။ဒါတွေကသူ့ကိုနောက်ထပ်ထိုးနှက်ချက်ရဲ့လားယာကိုခံမှန်းဖို့လုံလောက်တဲ့နေရာပေးခဲ့တယ်။ကြံရှိနေသေးတဲ့အမြန်နှုံးတဲ့တီတာကအားနည်းချက်ကိုအသုံးချလာတယ်။သူကဘေးကိုရွှေ့ပြီးဗတ်ကျော်ရဲ့ဒူးကောင်းကိုဘေးကနေကန်လိုက်တာကြောင့်ကြီးမားတဲ့ခန္ဓာကိုယ်ကနည်းနည်းရိုင်သွားတယ်။ဘာကျော်ရိုင်သွားတာကိုမြင်တာနဲ့တီတာကချက်ချင်းဝင်ပြီးသူ့ပိုက်ကိုထိုးနှက်ချက်တွေလွှတ်လိုက်တယ်။တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်အဲ့ဒီထိုးနှက်ချက်တွေကပြင်းထန်စွာထိမှန်ပြီးဗတ်ကျော်ရဲ့အသက်ရှူတမ်းကိုရပ်တန့်စေတယ်။တီတာကပြန်လည်နာလန်ထူဖို့အခွင့်အရေးမပေးဘူး။သူကဇက်တိုက်ဖိအားပေးပြီးဗတ်ကျော်ရဲ့အပေါ်ပိုင်းခန္ဓာကိုယ်ကိုဇက်တိုက်ထိုးနှက်တဲ့နှလုံးသားနံရိုးနဲ့လည်ပင်းအောက်ပိုင်းလိုအရေးကြီးတဲ့နေရာတွေကိုအာရုံစိုက်တဲ့အရင်ကလွှမ်းမိုးနေတဲ့ဗတ်ကျော်ကအခုတော့ခြေလမ်းအနှဲငယ်နောက်ဆုတ်သွားပြီးမျက်နှာကတင်းမာလာပြီးနားထင်ကနေချွေးတွေတတိတိကျလာတယ်။ဗတ်ကျော်ကကြီးမားတဲ့ထိုးနှက်ချက်နဲ့ပြန်တိုက်ခိုက်ဖို့ကြိုးစားပေမဲ့တီတာကသူ့လှုပ်ရှားမှုကိုကြိုတင်ခံမှန်းပြီးချက်ချင်းကုန်းလိုက်ပြီးဘာကျော်ရဲ့ဘိုက်ကိုအောက်ကနေပြင်းထန်တဲ့ဒူးတိုက်ချက်နဲ့ထိုးလိုက်တဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကနာကျင်မှုကိုအလိုလျောက်တုံ့ပြန်ရင်းကိုင်းညွတ်သွားတယ်ဒီအချိန်မှာဘာကျော်ကအားအင်ကုန်ခန်းစပြုနေပြီဆိုတာရှင်းရှင်းလင်းလင်းမြင်သာလာတယ်သူ့အသက်ရှူတန်ကပြင်းထန်ပြီးပခုံးတွေကျလာကလှုပ်ရှားမှုတွေကနှေးကွေးလာတဲ့တီတာကလည်းဒီအခွင့်အရေးကိုလက်လွတ်မခံဘူးသူကဇက်တိုက်တိုက်ခိုက်မှုတွေနဲ့ထပ်မံဖိအားပေးပြီးဘာကျော်ကိုမျက်နှာနဲ့ရင်ဘတ်ကိုအမြန်ထိုးနှက်ချက်တွေနဲ့မိုးရွာသလိုရွာချလိုက်တဲ့အရင်ကဖြင်းညင်းစွာကြားနေရတဲ့ဘာကျော်ရဲ့တပည့်တွေရဲ့အားပေးတန်တွေကအခုတော့လုံးဝပျောက်ကွယ်သွားပြီသူတို့ကသူတို့ရဲ့အထက်အရာရှိကိုအရင်ကသူတို့မထီမဲ့မြင်ပြုခဲ့တဲ့မိန်းကလေးတစ်ယောက်ကပြန်လဲတိုက်ခိုက်နေတာကိုပဲကြည့်နေနိုင်တော့တယ်ဘာကျော်ရဲ့ပြင်းထန်တဲ့အသက်ရှူတန်ကရှင်းရှင်းလင်းလင်းကြားနေရတယ်။သူကမတ်တက်ရက်ဖို့စူးစမ်းပေမဲ့ခြေထောက်တွေကတုံလာတယ်။တီတာကသူ့ရှေ့မှာအသက်ရှူတန်မနှဲမနှောပြင်းထန်စွာနဲ့ရက်နေတယ်။သူ့မျက်နှာကချွေးနဲ့သွေးတွေပြည့်နေပေမဲ့ကိုဟန်အနေထားကတော့တင်းတင်းမတ်မတ်ပဲနောက်ဆုံးစက္ကန့်အနည်းငယ်မှာအင်အားချိန်ခွင်ရှာကလုံးဝပြောင်းပြန်ဖြစ်သွားပြီ။တီတာကခုခံကာကွယ်နေုံသာမကတိုက်ပွဲကိုလုံးဝထိန်းချုပ်နေပြီးဘာကျော်ကအားရင်ပြန်လည်ရရှိဖို့အသက်ကိုပြင်းပြင်းရှူဖို့ကြိုးစားတယ်ဒါပေမဲ့သူ့ခန္ဓာကိုယ်ကမိနစ်အနည်းငယ်အကြာကလောက်မတန်မာတော့ဘူးတီတာကပင်ပန်းနွမ်းနယ်နေပေမဲ့သတိရှိနေပြီးဖြည်းဖြည်းချင်းချင်းကပ်လာတယ်သူကသူ့ပြိုင်ဘက်ကအခုတော့ခေါင်းငုံထားပြီးပခုံးတွေကြကအကြည့်တွေကဗလာဖြစ်နေတာကိုတွေ့လိုက်တယ်ဘာကျော်ကဘေးကိုအားနည်းတဲ့ထိုးနှက်ချက်နဲ့နောက်တစ်ကြိမ်တိုက်ခိုက်ဖို့ကြိုးစားတဲ့အခါတီတာကအတွင်းကိုဝင်ပြီးသူ့ကော်လန်နဲ့လယ်ပင်ကိုချက်ချင်းဆွဲကင်လိုက်တဲ့အားရင်ပြေးနဲ့မြန်ဆန်တဲ့လှုပ်ရှားမှုတစ်ခုထဲမှာသူ့လက်တွေကဘာကျော်ရဲ့မေးစေးအောက်မှာခိုင်ခိုင်မာမာဆုပ်ကင်ထားပြီးကြီးမားတဲ့ခန္ဓာကိုယ်ကိုနောက်ကိုတွန်းလိုက်တဲ့တွန်းဆုပ်မနေပဲတီတာကဘာကျော်ရဲ့ခန္ဓာကိုယ်ကိုမြေပြင်ကနေစင်တီမီတာအနည်းငယ်မြှောက်လိုက်တယ်သူ့ခြေထောက်တွေကအလေးချိန်ကိုထိန်းထားရင်းနည်းနည်းကွေးနေပေမဲ့သူ့မူအရာကတော့မယိမ့်ရိုင်ဘူး။ဘာကျော်ရဲ့အသက်ရှူတန်ကရက်တန်းစပြူလာတယ်။သူ့လက်နှစ်ဖက်ကတီတာရဲ့လက်ကောက်ဝတ်ကိုဆွဲဖို့ကြိုးစားပေမဲ့မအောင်မြင်ဘူး။သူ့မျက်နှာကနီးရဲလာပြီးလဲချောင်းထဲကနေကြမ်းတမ်းတဲ့ချောင်းဆိုးတန်ထွက်လာတယ်။ဘာကျော်လိုကြီးမားတဲ့လူတစ်ယောက်အတွက်သူ့ထက်သေးငယ်တဲ့မိန်းကလေးတစ်ယောက်ကလဲပင်းညစ်တာကရုပ်တိမတန်တဲ့အရာတစ်ခုပဲ။ဒါပေမဲ့အဲ့ဒီထက်ပိုပြီးသူ့မျက်လုံးထဲမှာရှင်းရှင်းလင်းလင်းပေါ်လွင်နေတဲ့အရာတစ်ခုရှိတယ်။အဲ့ဒါကကြောက်ရွံ့ခြင်းပဲသူရင်ဆိုင်နေရတာကတ
တာမန်မိန်းကလေးတယောက်မဟုတ်ဘူးဆိုတာကိုပထမဆုံးအကြိမ်သူသဘောပေါက်လိုက်တယ်။ဘာကျော်ကခုခံဖို့ကြိုးစားပေမဲ့သူ့အင်အားလုံးကုန်ခန်းသွားပြီးသူ့ရဲ့ကြီးမားတဲ့လက်မောင်းကျက်သားတွေကအခုတော့ဘာမှမတတ်နိုင်တော့ဘူး။တီတာကသူ့ကိုစူးစိုက်ကြည့်နေတယ်။စကလုံးတွေမထွက်လာပဲအသက်ရှူတမ်းနဲ့သူ့ရန်သူရဲ့ခန္ဓာကိုယ်လေးချိန်ကိုထိန်းထားတဲ့ကြက်သားတင်းမာမှုပဲရှိတယ်။စက္ကန့်နှင်းငယ်အကြာမှာဘာကျော်ရဲ့ခန္ဓာကိုယ်ကလုံးဝအားနည်းသွားတယ်။သူ့လက်တွေကဘေးကိုကျသွားပြီးမျက်လုံးတွေကပိတ်လူနီးပါးဖြစ်နေပြီးတီတာကသူ့ကိုမြေပေါ်ပစ်ချလိုက်တယ်။ဒရာမာမရှိသတိပေးချက်မရှိပဲဘာကျော်ရဲ့ခန္ဓာကိုယ်ကကျမ်းပြင်ပေါ်ကျဲလောင်စွာကျသွားတဲ့အတန်ကသူတို့တိုက်ပွဲရဲ့အဆုံးသတ်ကိုပြသနေတယ်။ကြံရှိနေတဲ့ဘာကျော်ရဲ့တပည့်တွေကတော့တိတ်ဆိတ်စွာနဲ့ကြက်တေတေနေကြတယ်။သူတို့ကအမြဲတမ်းကြောက်ရွံ့ခဲ့ရတဲ့သူတို့ရဲ့ခေါင်းဆောင်ကတယောက်ထဲလာတဲ့မိန်းကလေးတယောက်ကြောင့်ဘလို့ပျက်စီးသွားလဲဆိုတာကိုကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်။တီတာကအခုတော့လဲလျောင်းနေတဲ့ခန္ဓာကိုယ်တွေပြည့်နေတဲ့ခြံဝင်းလယ်မှာရက်နေတယ်။သူ့အသက်ရှူတမ်းကပြင်းထန်ပြီးမျက်နာကဒဏ်ရာတွေနဲ့ဒါပေမဲ့မျက်လုံးတွေကတော့ဆူရှနေသေးပဲအောင်ပွဲခံအော်ဟစ်တန်မရှိဂုဏ်ပြုမှုမရှိသူ့လုပ်ရက်ကမတရားမှုကိုစန့်ကျင်တဲ့တော်လှန်မှုတစ်ဖြစ်တယ်ဆိုတဲ့ပြခတ်သားတဲ့သဘောထားပဲရှိတယ်။ဘာကျော်လဲကျသွားပြီးမကြခင်မှာပဲအဆောက်အဦအတွင်းကနေအမြန်ခြေတံတွေကြားလိုက်ရတယ်။ရဲဝန်ထမ်းတချို့ကအလျင်အမြန်ရောက်လာပြီးသူတို့ကြားထဲမှာယာဒူးမြင့်တဲ့ယူနီဖောင်းအပြည့်အစုံဝတ်ထားတဲ့ပုဂ္ဂိုလ်တဦးပေါ်လာတယ်။ဒေသဆိုင်ရာရဲမှူးကြီးပေါ့ပျက်စီးနေတဲ့နောက်ဖေးခြံဝင်းကိုတွေးလိုက်ရတဲ့အခါသူ့မျက်နာကမေးခွန်းတွေနဲ့ပြည့်နေတဲ့ယူနီဖောင်းဝတ်အဖွဲ့ဝင်တချို့ကမြေပေါ်မှာလဲလျောင်းရင်းညှိညူနေကြတယ်။အဲ့ဒီရင်လွန်အလယ်မှာတီတာရက်နေတယ်။အသက်ရှူတမ်းကပြင်းထန်နေစေအဝတ်စားတွေကညစ်ပတ်နေပြီးမျက်နာကဒဏ်ရာတွေနဲ့ပြည့်နေတယ်။သူကမလှုပ်ရှားပဲအသက်ရောက်လာတဲ့ရဲဝန်ထမ်းတွေကိုစူးစိုက်ကြည့်ရင်းစောင့်နေတဲ့ရဲမှူးကြီးကချက်ချင်းချင်းကပ်လာပြီးကျဲလောင်စွာပြောလိုက်တယ်ဒီမှာဘာတွေဖြစ်နေတာလဲသူ့အတန်ကအခြေအနေကိုတုန်လှုပ်စေတဲ့တီတာကတိုက်ပွဲကြောင့်နွမ်းနယ်နေတဲ့အတန်နဲ့မဆိုင်မတွက်ပြန်ဖြေလိုက်တယ်ကျမဒီကိုတာဝန်ယူမှုတောင်းဆိုဖို့လာတာပါရဲတက်ကြက်ဘာကျော်ကကျမအမေကိုရင်စည်းကမ်းဖောက်မှုနဲ့ဖမ်းနှုံးကကျပ်သိန်း20ညှစ်တောင်းခဲ့တယ်ကျမမေးတော့သူကသူ့တပည့်တွေကိုကျမကိုစုံမခိုင်းနဲ့ဒါကိုကြားတော့ရဲဝန်ထမ်းတချို့တိတ်ဆိတ်သွားကြတယ်မထင်ထားခဲ့ဘူးရဲမှူးကြီးကလဲလျောင်းနေတဲ့ဘာကျော်ဘက်ကိုလှည့်ကြည့်ပြီးတီတာကိုပြန်ကြည့်လိုက်တယ်ရဲမှူးကြီးရဲ့မျက်နှာကချက်ချင်းဒေါသထွက်သွားတယ်သူကပတ်လေကလဲကျနေတဲ့တပည့်တွေတခြားရဲဝန်ထမ်းတွေရဲ့ရှေ့ရုံးနဲ့အမူအရာတွေနဲ့သူ့ဌာနရဲ့ပုံရိပ်ကိုဖျက်ဆီးခဲ့တဲ့အကျင့်ပြတ်ဝန်ထမ်းတစ်ယောက်နဲ့သူ့အပေါင်းပါတွေရဲ့အပြုအမူကိုကြည့်လိုက်တယ်။သူကအသက်ကိုပြင်းပြင်းရှူပြီးပြတ်သားပြီးကျဲလောင်တဲ့အတန်နဲ့ပြောလိုက်တယ်။ဒါကလူမိုက်ရုံးမဟုတ်ဘူး။ဒါကဥပဒေဌာနသူ့စကလုံးတွေကခြံဝင်းတစ်ခုလုံးကိုပဲ့တင်ထပ်သွားတယ်။သူကအကြီးတန်းရဲဝန်ထမ်း2ယောက်ကိုချက်ချင်းခေါ်ပြီးအခြေအနေကိုထိန်းချုပ်ခိုင်းကဘာကျော်နဲ့ဒီအဖြစ်ပြက်မှာပါဝင်တဲ့သူတပည့်အားလုံးကိုဖမ်းဆီးခိုင်းလိုက်တဲ့တီတာကသူ့နေရာမှာပဲရက်နေတယ်သူ့ခန္ဓာကိုယ်ကနာကျင်မှုကိုထိန်းထားရင်းတုန်နေပေမဲ့နောက်ဆုံးမှာတော့အသက်ကိုပြင်းပြင်းရှူထုတ်လိုက်တဲ့ကြီးမားတဲ့ခြေလမ်းတစ်လမ်းကိုသူလန်းနိုင်ခဲ့ပြီရဲမှူးကြီးကသူ့စီချင်းကပ်လာပြီးပိုတီငိန်တဲ့အတန်နဲ့ပြောလိုက်တယ်ဒီကိစ္စကိုကျွန်တော်တို့ဥပဒေအရဖြေရှင်းပေးပါမယ်စကားပြောရတဲ့အတွက်ကျေးဇူးတင်ပါတယ်တီတာကဖြင်းညင်းစွာခေါင်းငိမ့်ပြီးမျက်နှာလွှဲလိုက်တယ်အောင်ပွဲခံစရာမလိုလက်ခုပ်တီးစရာမလိုပဲအဲ့ဒီနေ့မှာတရားမျှတမှုကိုဖော်ဆောင်ခဲ့တယ်တာမန်လှုပ်ထုံးလုံနည်းတွေနဲ့မဟုတ်ပဲတော်လန်ဖို့ရွေးချယ်ခဲ့တဲ့လူတစ်ယောက်ရဲ့တတိနဲ့ဖော်ဆောင်ခဲ့တာဟုတ်ပါတယ်